ခေတ်မှာဘန်ကနေချင်းငွေတစ်ခုရဖို့ရက်ပေါင်းများစွာစောင့်နေရတော့လားဒါမှမဟုတ်စာရွက်စာတမ်းတွေအများကြီးနဲ့ရှုပ်ထွေးနေတော့လားဒီနေ့မှာတော့မြန်မာဘဏ်လုပ်ငန်းကဏ္ဍကိုတစ်ခေတ်ဆန်းစီမဲ့ end-to-end digital lending စနစ်အကြောင်းနဲ့ Finwandio ကဘယ်လိုကူညီပေးသွားမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်ကဲဒါဆိုရင် Finwandio ကချင်းငွေလုပ်ငန်းစဉ် lending journey တစ်ခုလုံးကိုဘယ်လိုကင်တွယ်ပေးသွားမလဲဆိုတာကိုတူတူကြည့်လိုက်ကြရအောင်နော်အရင်ကတော့ချင်းငွေလုပ်ငန်းတစ်ခုမှာဆက်ဆိုင်နေစစ်ဆေးတာအတိုးတွေတွက်တာပြန်ပေါက်တာတွေကတိကျစီဖြစ်နေတော့အလုပ်လုပ်ရတာကျန်တာတက်ပါတယ်ဒါပေမဲ့ Finwandio မှာတော့ချင်းငွေစတင်လျှောက်ထားတာနေပြီးတော့နောက်ဆုံးအပြီးသက်ပေးရှိတဲ့ဒီအဆင့်တိုင်းကိုတနေရာထဲမှာစုစည်းပေးထားပါတယ်အဓိကအပိုင်း၃ပိုင်းနဲ့ပြောရမယ်ဆိုရင်ပထမအဆင့်ကတော့ origination ချင်းငွေစတင်ခြင်းအဆင့်ပါအရင်ကချင်းငွေလျှောက်လာလို့ရှိရင်စာရွက်စာတမ်းစစ်ရတဲ့တင်ချိန်တွေအများကြီးကုန်တယ်မဟုတ်လားဒါပေမဲ့ Finwandio မှာတော့ Ruby engine လေးတွေပါလို့လျှောက်တဲ့သူကချင်းငွေရဖို့အဆင့်နေလား eligibility ဖြစ်လား credit score ဘယ်လောက်ရှိလဲ data တွေထက်နေတာရှိလားစတာတွေကိုစနစ်ကအလိုအလျောက်စစ်ဆေးပေးသွားပါတယ်ဒါကြောင့် Finwandio နဲ့ဆိုရင်ဆုံးဖြတ်ချက်ချရတာပုံမြန်ပြီးတော့ပိုတိကျသွားတာပေါ့ရှင်ဒုတိယအဆင့်ကတော့စာပေးစင်းဝန်ဆောင်မှုပေးတဲ့အဆင့်ပေါ့နော်ချင်းငွေထုတ်ပေးပြီးရတဲ့အလုပ်တွေအကုန်လုံးမပြီးသေးဘူးလေအတိုးတက်တာငွေပြဆက်တဲ့မှတ်တမ်းတွေထုတ်ပေးတာလိုအပ်လို့ရှိရင်ချင်းငွေတက်တန်းပြင်ဆင်တာ schedule တွေပြင်နေတာဒါတွေကိုစနစ်တစ်ခုထဲမှာအကုန်လုံးလုပ်လို့ရပါတယ်အချက်လက်တွေကတနေရာထဲမှာပဲရှိနေတော့လုပ်လို့ရတာပို့ပြီးတော့အဆင်ပြေပါတယ်မှိုင်းမှုမရှိအောင်လို့လည်းအာမခံချက်ပေးနိုင်ပါတယ်ရှင်နောက်ဆုံးဆင့်ကတော့ collection ပြန်လည်ကောက်ခံခြင်းအဆင့်ပါဒါကတော့အရေးကြီးဆုံးအဆင့်ပေါ့နော်ငွေပြန်သွင်းနိုင်တဲ့အခြေအနေရှိမရှိကို data ကိုကြည့်ပြီးတော့လည်းကြိုတင်ခန့်မှန်းတာလို့လုပ်ပေးထားပါတယ်တကယ်လို့ဥပဒေအကြောင်းအရာပဲဖြစ်ဖြစ်ပိုင်ဆိုင်မှုသိမ်းဆည်းရပဲဖြစ်ဖြစ်အဆင့်တိုင်းကိုစနစ်တကျမှတ်တမ်းတင်ပေးထားဖြစ်လို့ငွေပြန်ရနိုင်ခြင်း recovery rate ကိုလည်းပိုကောင်းအောင်လို့ကူညီပေးထားပါတယ်ရှင်ကဲဒါဆိုရင် Finwandio ကဘာလို့ဒီလောက်တောင်စွမ်းဆောင်ရည်ကောင်းနေရလဲအဓိကကတော့သူ့ရဲ့ကြောဖြစ်တဲ့ Master Management Framework ကြောင့်ပါသူ့မှာအလုပ်လုပ်ပေးနေတဲ့ engine တွေလည်းများစွာပါဝင်ပါတယ်ဥပမာဆိုရင် policy engine ဘဏ်ရဲ့မူဝါဒတွေကို customer သတ်မှတ်ပေးမယ် repayment engine ချင်းငွေပြန်ဆပ်မဲ့ပုံစံမျိုးမျိုးကိုတွက်ချက်ပေးမယ် pricing engine အတိုးနှုန်းနဲ့ဝန်ဆောင်ခတွေကိုလည်းလွှဲမြင့်တွေပြအောင်လို့သတ်မှတ်ပေးမယ်နောက်ဆုံးကတော့ API 940ကျော်ပါတဲ့ API စံနာပေါ့နော်ဒါကတော့အရေးကြီးဆုံးပါတခြားဘဏ်စနစ်တွေ credit bureau တွေနဲ့ digital channel တွေကိုကြောကြောမွေ့ဖြစ်အောင်လို့ချိတ်ဆက်ပေးထားပါတယ်ဒီလို framework ခိုင်မာရှိတော့ဘဏ်တွေအနေနဲ့စင်းရင်အသစ်တွေပဲထုတ်ချင်းဒီချင်းငွေထုတ်ကုန်အသစ်တွေကိုပဲပေါ့နော်အမြန်ထုတ်ချင်းဒီခေါင်းစားစရာမျိုးပဲနဲ့ချက်ချင်းလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်Finwandio ကဘဏ်လုပ်ငန်းကဏ္ဍပေါ်မှာဘယ်လိုကျိုးသက်ရောက်မှုတွေရှိမှာလဲဒီစနစ်ကိုတုံးလိုက်တာနဲ့ဘဏ်တွေအနေနဲ့ဘယ်လိုထူးခြားသွားမလဲဆိုရင်လုပ်ငန်းဆက်ဆောင်ရေးကိုမြင့်တင်ပေးပါတယ်လူကိုယ်တိုင်လှုပ်ဆောင်ရမှုတွေကိုရှော့ချနိုင်ပြီးတော့လုပ်ငန်းစဉ်ကိုပို့ပြီးတော့မြန်ဆန်စေပါတယ်စနစ်တကျစံသတ်မှတ်ထားတဲ့လုပ်ငန်းစဉ်တွေကြောင့်လည်းအမှားအယွင်းတွေနေပါစေပါတယ်လုပ်ငန်းပမာဏတိုးတက်လာပေမဲ့လည်းစီမံခန့်ခွဲမှုပိုင်းမှာဝန်ထုတ်ဖို့ဖြစ်စရာမလိုပါဘူးအထူးသဖြင့်ကျမတို့မြန်မာနိုင်ငံကဘဏ်တွေအတွက်ကမ္ဘာအဆင့်မီလောက်တုံးလုံးနေအတိုင်းခင်မိဖို့ဆိုလို့ရှိရင်တော့ဒီ Finwandio ကတော့အကောင်းဆုံးလမ်းပြမြေပုံ roadmap တစ်ခုဖြစ်မှာသိချပါရဲ့ရှင်အနည်းချုပ်အနေနဲ့ပြောရရင် Finwandio ဆိုတာကရိုးချင်းငွေစနစ်တစ်ခုတည်းမဟုတ်ပါဘူး။သူကဘဏ်လုပ်ငန်းတစ်ခုလုံးအတွက်ဘက်စုံပြည့်စုံတဲ့ digital lending ecosystem တစ်ခုပဲဖြစ်ပါတယ်။သူ့ရဲ့ခိုင်မာတဲ့ framework ကြောင့်ဘဏ်တွေရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုပိုပြီးတော့ထိရောက်စေပါတယ်။ပြန်ဆိုင်မှုပြင်းထန်တဲ့ယနေ့ခေတ်ဈေးကွက်မှာသုံးစွဲသူတွေလိုလားတဲ့မြန်ဆန်တဲ့ဝန်ဆောင်မှုတွေကိုအကောင်းဆုံးပေးရနိုင်မှာပါ။အနာဂတ်မှာအောင်မြင်တဲ့ဘဏ်လုပ်ငန်းတစ်ခုဖြစ်ဖို့ဆိုရင်တော့ဒီလိုမျိုး end-to-end digital စနစ်စီတို့ကူးပြောင်းမှုကတကယ်ကိုအရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်လာမှသိကြပါရဲ့ရှင်။လူကြီးမင်းတို့ရဲ့ဘဏ်ဒါမှမဟုတ်ဘဏ္ဍာရေးအဖွဲ့အစည်းကိုဒီချက်ပုံမြန်ဆန်ပြီးခင်မီရဲ့ digital lending platform တစ်ခုအဖြစ်ပြောင်းလဲခြင်းနဲ့ဆိုရင်တော့ကျမတို့ Finwandio ကအသင့်တော်ဆုံးဖြစ်မှာပါကျမတို့ First မြန်မာကလူကြီးမင်းတို့ရဲ့ lending operation တစ်ခုလုံးကိုပိုပြီးချုံးမွေသွားအောင်လို့အပြည့်အဝ support ပေးဖို့အသင့်ရှိနေပါတယ်အသေးစိတ်သိရှိလိုပါကဖုန်းနံပါတ်0942310502ကိုဆက်သွယ်မေးမြန်းနိုင်သလို support@firstmyanmar.com.mm ကိုလည်း email လေးပို့ပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်အားလုံးမင်္ဂလာရှိတော်နေ့ကလေးကိုပိုင်ဆိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင် First Myanmar, your solutions partner.